ဆရာကဆိုတော့စစ်တင်တော့ ဟုတ်ချစ်တယ်တော့ဟုတ် ဆရာနာမည်ကဟိုစိတ်ဝင်စားတော့ voice no voice no voice အားလေးဒီလိုမျိုးစဉ်းစားနေတယ် ပါကနာကတော့ကျွန်တော်ကလည်းကျွန်တော်ရဲ့ဟာကပွဲတွေအကုန်လုံးကဒီ concept တစ်ခုလေးအောက်မှာပါ concept တစ်ခုလေးအောက်မှာကျွန်တော်စပြတဲ့ပွဲတွေကပေါ့နော်စပြတဲ့ပွဲကအဲ nothing can is it alone ဆိုတာလေအမှန်ကတော့ nothing can is it independently ပေါ့နော်ဘယ်အရာမှဟိုပြီးကြရတယ်လို့ရတယ်ဆိုတာမရှိဘူးအကုန်လုံးဆက်နေတယ်ပေါ့နော်အဲ့တော့အမှန်ကတော့အဲပါပေါ့ဒီ connection တွေပေါ့ theory ကို connection အားစားရှိတယ်အဲ့ဒီ theory အောက်ကနေပြီးတော့အဲ့မှာလည်းကျွန်တော်ကအဲ့ဒီ theory ပတ်သက်လို့ရှင်းပြတာဒီအဲ့မှာဘာဖြစ်လဲဒီကောင်အမှန်ကတော့ဖြူလို့ပြောပြီးမှကျွန်တော်ကတကယ်အဲ့ပြောလို့ရှိရင်ဒီ is နဲ့ is not အကြောင်းကိုအခြေခံပြီးတော့ပြောတာအဲ့တော့ white is not white red is not red black is not black เนาะဆိုတော့ဒီ white is not white မတိုင်ခင်မှာ2015တုန်းကကျွန်တော်အဲ့ red is not red ဆိုတဲ့ CD တစ်ခုဆွဲသေးတယ်ဒါမပြတ်ဘူးဆိုတော့ဒီဘောကတော့ကျွန်တော်ကဒီမသေးကြမရေရဘူးအကြောင်းကိုဒီပေါ့အခြေခံပြီးတော့ပြောတာအဖြူအကြောင်းမဟုတ်ဘူးเนาะဒီကဆရာတို့ရောင်ကြောင်းမှုတေချာမှုကြောင်းမှုဆရာဟုတ်တယ်စဉ်းစားတယ်အားလေးအောင်ဆရာအဲ့ဒါကကျွန်တော်ကဒီပါပေါ့ကျွန်တော်တို့ပြောနေတဲ့အချက်လက်တွေအကုန်လုံးပေါ့နော်အကြောင်းပဲပြောပဲပါလို့အကုန်လုံးဒီကျွန်တော်တို့ရဲ့ memory တွေ codation တွေအဲ့ဒါတွေမှာအခြေခံပြီးတော့ကျွန်တော်တို့ကပြောကြတယ်ဒီဘာသာစကားဆိုင်ရာပြောတရားတွေမှတ်ဉာဏ်တွေအဲ့ဒါတွေအခြေခံတကယ်တကယ်ကျွန်တော်ကအတိအကျပေါ့နော်တေးကြရေးရပြောကြတယ်ဆိုလို့ရှိရင်ကျွန်တော်ကအတိအကျအရေးရမပြောနဲ့မတေးကြဘူးအဓိကကျွန်တော်တို့ကတကယ်ကျွန်တော်တို့ဒီနေ့စဉ်ဘဝမှာဟောအခြားအရာတွေမှာတကယ်ကြုံတွေ့နေရတာကကျွန်တော်အပေါ်ရန်အထွာပဲစကားပြောတာလည်းကျွန်တော်ကအပေါ်ရန်အထွာနဲ့ဘာသာစကားမှာအပေါ်ရန်အထွာနဲ့ပဲကျွန်တော်ကတည်ပြီးတော့ပြောနေကြတာကိုမှတ်မိတဲ့မှတ်ဉာဏ်အခြေခံပြီးတော့ကျွန်တော်ကပြောကြတာဒါတခုခုကိုပြင်တဲ့အခါမှာအနက်ပြန်တာအနက်ကောက်တာနားလေတာအဲ့ဒါလည်းပဲကျွန်တော်တို့မှာရှိတဲ့ knowledge structure ကိုခေါ်တယ်ဉာဏ်အဆောင်အဲ့ဒါကိုအခြေခံပြီးတော့ကျွန်တော်အနက်ကောက်တာတော့အနက်ပြန်တာအဲ့လိုလုပ်ကြတယ်ဆိုတော့ကျွန်တော်ကလူ၁၀ယောက်မှာ knowledge structure 10ခုဖြစ်တဲ့အတွက်အနက်ကပုံ10ခုပွဲတယ်အဲ့တော့ဘယ်သူကမှန်တယ်ဘယ်သူကမှားတယ်အဲ့ဒါတည်းကျွန်တော်ပြောလို့မရဘူးဒီမှာလည်းအဲ့သဘောတရားကိုအခြေခံပြီးတော့ပြောတယ်ဒီကောင်ဒီကျွန်တော်က theory တစ်ခုရဲ့ခေါင်းစဉ်ပေါ့အကြီးပြဝဲခေါင်းစဉ်ဆိုတာလေအတွေးပေါ်တစ်ခုရဲ့ခေါင်းစဉ်အဲ့ဒါ base တစ်ခုပြီးတော့ဆရာကျွန်တော်စိတ်ဝင်စားတော့ဆရာလည်းဟိုစတွေ့နေတာဆရာရဲ့ကလောင်နာမည်ကကျွန်တော်စိတ်ထဲမှာတော်ထူးခြားတယ်အဲ့ဆရာရဲ့ဟိုပေးပြီးတော့ကလောင်နာမည်ပေးပြီးတော့အဲ့ဒါကဒီကျွန်တော်ကကြတော့ဘာစဉ်းစားလဲဆိုတာကသူကျွန်တော်နာမည်ကြားလိုက်လို့ရှိရင်လူမျိုးကိုမှန်းလို့ရတယ်ဟုတ်ကျွန်တော်နာမည်ရင်မျိုးချစ်ဆိုရင်ဒါကျွန်တော်ဗမာလူမျိုးမှန်းတတ်တယ်တော့အခြားအဲ့လိုပဲကျွန်တော်မွန်ကချင်ကရင်တရားတိုင်းအကုန်ပေါ့နော်အင်္ဂလိပ်ဆိုလည်းအင်္ဂလိပ်ရောက်နာမည်ကြားတာနဲ့ဒီကဘာလူမျိုးပြင်သစ်လူမျိုးအင်္ဂလိပ်လူမျိုးဂျပန်လူမျိုးကျွန်တော်လူမျိုးကိုကျွန်တော်မှန်းလို့ရတယ်လေအဲ့တော့ကျွန်တော်ဘာလုပ်ချင်လဲဆိုတော့ကလောင်နာမည်ကိုကြည့်ပြီးတော့ဘာလူမျိုးလို့အတိအကျပြောလို့မရတာ identity ပြောက်တာ identity ပြောက်တယ်ဆိုတာ identity ပြားမှာပါတယ်ကျွန်တော်တို့ကအဲ့ဒါပေါ့ဘ ഹു သဘောဆောင်တဲ့ identity ပေါ့ကျွန်တော်ဝတ္ထုရေးရင်လည်းကျွန်တော်ဝတ္ထုတွေကဘ ഹു သဘောဆောင်တဲ့ identity ကျွန်တော်ဒီကျက်စုတာတယောက်တည်းကိုအများကြီးဖြစ်နေတယ်ဒီလူမျိုးလည်းဖြစ်နေတယ်ကိုလူမျိုးလည်းဖြစ်နေတယ်ဂျပန်လည်းဖြစ်နေတယ်ကိုရီးယားလည်းဖြစ်နေတယ်ကျက်စုတာဒီဘာလူမျိုးလို့ကျွန်တော်အတိအကျပြောလို့မရတာပေါ့နော်အဲ့နာမည်ကျွန်တော်ပေးလိုက်တာအဲ့အကြောင်းကိုလည်းကျွန်တော်ကပါမှာဒီ idea မဲ့ကစဲမှာအလောင်းနာမည်အကြောင်းရေးတော့အဲ့ဒါကိုကျွန်တော်ဖြေဘူးတယ်အဲ့ကျွန်တော်ပြောလို့ရှိရင်ကိုကျွန်တော်ပို့ပြတာဒီမှာလည်းပါတာတွေကဆိုတော့ဘာလဲဆိုတော့အဓိကအားဖြင့်ကကျွန်တော်ကဒီနာမည်ကိုတည်ပြီးတော့ဘာလူမျိုးလို့ကျွန်တော်ကအတိ identity ကိုကျွန်တော်ကဘာပေါ့တတ်မှတ်တာမျိုး race ကိုတတ်မှတ်တာမျိုးဟုတ်ပဲနေလူမျိုးအားလုံးနဲ့ဟုတ်တယ်အဲ့သဘောတရားနဲ့ပြီးဒါပေမဲ့ကျွန်တော်နောက်ပိုင်းကျတော့ကျွန်တော်ပြန်ပြီးတော့တကယ် sensitive တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ဘလို့နာမည်ပဲပြီးနာမည်ပြလိုက်တဲ့အခါမှာဒီလူမျိုးနဲ့မတည်ဘူးကိုလူမျိုးနဲ့တည်တော့ကျွန်တော်နာမည်ဆိုလို့ရှိရင်ဟုတ်တယ်ကျွန်တော်ရဲ့အခြေခံသဘောတရားဘယ်လိုမျိုးနဲ့မှမပြီးတော့ပြီးတာဒါပေမဲ့ကိုရီးယားမှာလည်းဒီနာမည်မျိုးစီစဉ်ရှိတယ်ဂျပန်မှာလည်းရှိတယ်ကာဖူအော်လို့ရှိတယ်ကာဖူအီရှိပူတော့အဲ့တော့ကျွန်တော်တို့ကဒီတော့ကတော့ဒီနေ့မှမတူအောင်ပေးတာဒါပေမဲ့တကယ်နောက်ပိုင်းပြန်စဉ်းစားပြီးတော့နာမည်ကိုလည်းပဲကျွန်တော်တို့ကလူမျိုးတော့အောင်ပေးလို့မရဘူးပြီးတော့လူမျိုးတော့အောင်ပေးတာဆရာဟိုအဲ့ကြပြားကကြီးချင်းအဲ့မှာဟိုဒီဆရာအဲ့ဒါကိုဘုရားတော်ကြပြားတွေကရေးကြတယ်ဒါကြတယ်ဟိုစဉ်းစားနေကြအဲ့ကြပြားရဲ့အချင်းတွေကြီးရဲ့ဆက်နမှုအောင်ဆရာအနေနဲ့အဲ့ဒါကတော့အမှန်တော့ကျွန်တော်ကဒီ philosophy ရဲ့ကျွန်တော်ကဒီဘာပေါ့ဒီအောက်ကနေပြည့်တဲ့အခါကျတော့အကုန်လုံးကစုတယ်ဒီဘက်ကိစ္စတော့ပို့ဆိုးတယ် interdisciplinary ပြီးတော့ဒီ multi ဖြစ်တာပေါ့နော် multi culture ဖြစ်တဲ့ interdisciplinary ဖြစ်တယ်ဆိုတော့ဒီပကြီးဆိုလို့ရှိရင်ပကြီးကပကြီးတစ်ခုရဲ့အသေးချာမဟုတ်ဘူး
လူသစ်ဆိုလည်းလူသစ်ကလူသစ်ကိုကြားဘူးတကယ်ကျွန်တော်တို့ကအပေါ်ကနေပြီးတော့ဒီခြုံကြည့်တဲ့အခါမှာအရာရာတွေကကိုနဲ့တက်ဖြစ်တာကျွန်တော်ရဲ့ theory အဲ့ဒါပါပေါ့ theory ရဲ့ condition နဲ့အကားတယ်အကုန်လုံးဒီ condition တွေ condition အမျိုးမျိုးရှိတာပေါ့နော်တောင်းပြစနေအဲ့ဒါတွေကိုဖြစ်ပြီးတော့မှဟိုအမှုပညာတွေဆိုပြီးဖြစ်လာဆိုတော့ကျွန်တော်ကတကယ်ကျွန်တော်တို့ကစစ်စစ်ပေါ်ပေါ်လိုက်ကြည့်လို့ဆိုလို့ရှိရင်ဒီ music နဲ့ကျွန်တော်တို့ဘာနဲ့လဲသဘောအပြင်တူတယ်ဆိုတော့ကျွန်တော်ကဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီတုံးလို့ပြူလို့ရှိတယ်ဒီအနီရောင်တောင်ထဲမှာအနီရောင်အများကြီးခွဲထွက်ပါတယ်ကျူးစီခွဲထွက်ပါတယ်ဆိုတော့ music မှာဆိုလို့ရှိရင်ကျွန်တော်အတန်တန်နဲ့မှာအတန်တန်နဲ့တန်ကြားမှာကျွန်တော် interval ရှိတယ်အကွာအဝေးတွေ distance ရှိတယ်အဲ့ဒါပဲကျွန်တော်ကဒီလူအတန်မှာလည်းအတန်အကွာအဝေးရှိတယ်ပဒီမှာလည်းပဲကျွန်တော်ကဒီအယောင်ပြောင်လေးရဲ့ကြားမှာတုံးအလူကြီးဘာကြောင့်ပွဲရတယ်ဆိုတော့အခြားမှရှိတယ်အင်တာနက်ကြောင့်ပွဲတာအဲ့တော့ကျွန်တော်ကပါပေါ့ဒီအကုန်ဆုံးပြောမှဆိုလို့ရှိရင်အမှုပညာလို့ပြောလို့ရှိရင်စာပေလို့ပြောလို့ရှိရင်တစ်ခုနဲ့တစ်ခုပါပေါ့ပုံစံပေါင်းစုံဆက်နွယ်ဒီကြားတွေပြောလို့အခုပါဗျာအခုကAI ရခက်နေတယ် AI ကတော်ခက်ဖြစ်တော့ဒီတစ်ချိန်ဘက်မှာတစ်ချိန်ဘက်မှာဟို AI ကအခုလိုဆရာလည်းဒီမှာဟုတ်လားအကုန်လုံးAI ကကျွန်တော်တို့အမှုပညာနဲ့ဆိုတော့ကဘယ်လိုဆရာဘယ်လိုဖြစ်လာလဲအဲ့ဒါလည်းကျွန်တော်ဟုတ်တယ်ကျွန်တော်ကတော့စိုးရိမ်မှုဆိုတာကကျွန်တော်ကပါပေါ့ကျွန်တော်တကယ်ကြီးခဏပြော AI ကိုကျွန်တော်က AI နဲ့လုပ်လို့တဲ့အခါမှာပါပေါ့ဒီကျွန်တော်အကောင့်နဲ့ပါပေါ့ကျွန်တော်က assistant ထားတာမျိုးရှိတယ် AI ကိုဒီမှာ assistant တွေတော့မလားအဲ့လိုတော့မကျွန်တော် okay ဒါ AI ကလူအစားနေရာလို့ဆိုလို့ဘာလို့ပြောလဲဆိုတော့ကျွန်တော်ကဟိုတစ်ခါမှကျွန်တော် AI ကိုမေး AI ကိုရောက်ပြီးသွားပြီးတော့ကိုเจ้าကိုပြည်ကလေးပြည်တာမျိုးရှိအောင်ရှိနေပကြီးနဲ့ပတ်သက်လို့ပကြီးဆွဲခန်းလို့ရှိရင်ပကြီးဆွဲပြီးတာမျိုးရှိနေတို့တော့ကိုကျွန်တော်တို့ကဘယ်မှာသွားတည်နေလဲဆိုတော့ကိုတရက်ကတချင်းကိစ္စ AI မှာပေါ်လာတော့လေပေါ်လာတော့ဘာပြောလဲဆိုတော့လူဆိုတဲ့အချင်းနော်လူကတည်တဲ့ guitar music ပေါ့နော်အဲ့မှာသူကလူသားပြည့်တဲ့အတွက်အမှန်နည်းနည်းပါတယ်အမှန်နည်းနည်းပါတယ် AI ကျတော့အမှန်မပါတယ်ဆရာရဲ့ဟိုအခုဆိုရင်ဘယ်နေ့ကနေစပြီးတော့ပေါ့မနေ့က18ရက်ကစတာပြီး22ရက်နေ့မှာဆရာရဲ့ဟိုပေါ့ဒီလူပညာဆရာကျွန်တော်ကကြီးကိုဆရာဘာကြောင့်ရွေးချယ်ဖြစ်သွားဒီအားရမှာကြားရတဲ့ဆင်းရဲမှုဒီနေ့ကျွန်တော်ဆိုင်ဆရာဘယ်လိုကြီးကိုသူကပကြီးတစ်ခုလည်းကိုစားလေးကြီးအင်္ဂလိပ်လိုလည်းဝတ္ထုကြီးအင်္ဂလိပ်လိုလည်းနောက်ပြီးတော့ဗမာကဗျာတွေကိုလည်းအင်္ဂလိပ်လိုပြန်တယ်နောက်အင်္ဂလိပ်ဝတ္ထုတွေကိုလည်းဗမာလိုပြန်တယ်ဆိုတော့ကျွန်တော်ကတော့ဘယ်လိုလဲ translate လုပ်တာအဲ့တော့ကျွန်တော်ကတကယ်လည်းကျွန်တော် live ကကျွန်တော်ဒီပါပေါ့စာရေးဆရာအနေနဲ့ပဲဒီပကြီးဆရာအနေနဲ့ပဲဒီတော့ဘာသာမဆရာအနေနဲ့ပဲတကယ်interpret လုပ်တာပဲ interpret translate လုပ်တယ်ဘောတရားအပြင်ကျွန်တော်ကဒီပါပေါ့ဒီစာရေးလို့ရှိရင်စာလေးလေကျွန်တော်မှရှိတဲ့ခံစားချက်တွေလက်ရှိဖြစ်တဲ့အကုန်လုံးကိုဘာသာပြန်တာပကြီးလုပ်တဲ့အခါမှာလည်းဘာသာပြန်တာကျွန်တော်အနေနဲ့ကြတော့စာပေရောပကြီးရောပိတာရောအကုန်လုံးကတပြေးလေးပဲကျွန်တော်ပါပေါ့ပကြီးကိုရွေးချယ်တာအရာကိုရွေးချယ်တာစာပေရွေးချယ်တာအကုန်လုံးကကျွန်တော်တပြေးကြီးဘောတရားအပြင်ဒီလိုပဲထားတာဟုတ်လားကျွန်တော်ဝတ္ထုပါနေပဲကျွန်တော် identity ပါပေါ့ကျွန်တော်ကဒီပါခေါ်တာပေါ့ပါပေါ့polyphonic cell လို့ခေါ်တာပေါ့နော်ပါပေါ့ plural cell ပေါ့ plural cell ဆိုတာကဒီပါပေါ့ငါးပြောက်တဲ့ပုံပေါ့နော်အဲကျွန်တော်ကဆိုတာကဲစုတာပြောက်တဲ့ပုံကဲစုတာအများကြီးမိမဝီပေါ့ဟုတ်တယ်ဝီပေါ့အဲ့ဒီကျွန်တော်စောက်လေးပြနေအဲ့တော့ကျွန်တော်သွားတဲ့ခါကျတော့ပကြီးတစ်ခုရဲ့ပုံပကြီးကဒါလည်းကျွန်တော်ပကြီးလို့ဆိုပြီးတကယ်ကပကြီးပုံပေါ့နော်ကျွန်တော်ရဲ့ဒီတကယ်ကို ideology philosophy ကိုဒါကြီးပြကျွန်တော်ကတမန် pray ရကြည့်တော့ကျွန်တော်ဘောင်းကြည့်ပြီးတော့ဖြူအောင်ထဲမှာပေါင်းကြည့်ပြီးတော့စလုံးလေးဖယ်ပြီးတော့ပြတယ်ပကြီးလို့ပြောတယ်ဒါတကယ်ကြပကြီးလို့တော့ကျွန်တော်ဖောင်းပြကြည့်ပကြီးလို့ပြောတယ်ဒီကနေ့ကြပကြီးရဲ့ပုံကျွန်တော်ဝင်လာတော့ကျွန်တော်ပစီကားတွေတော့ခေါင်းမှန်တာဟုတ်တယ်ဟုတ်တယ်အဲ့ဒါတွေဒဲအဲ့